အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဈေးကခေါင်းလေးဝင်လာတယ်ဆိုတော့ရခိုင်သုံးလေးစစ်စစ်လေးရှိုင်နေစစ်လေးတုံးစားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့နည်းနည်း30လောက်စပလန်တွေထည့်ပြီးတော့ပြုတ်ထားမှာဖြစ်ပါတယ်ပါဝင်တဲ့ပစ္စည်းလေးကိုတေချာလုတ်ပြီးတော့ကျွန်တော်တို့ကထည့်ထားမှာဖြစ်ပါတယ်နည်းနည်း30ပြုတ်ပြီးမှအဲ့ဒါကိုဒီသက်စင်လေးဆေးပြီးတော့ပါဝင်တဲ့ပစ္စည်းလေးကိုထည့်ပါမယ်ခင်ဗျာအရှုံးမုန်းတွေထည့်ပြီးတော့အဲ့ဒါကိုငပိလေးထည့်ပြီးတော့တက်ပြားသေးညောင်းများလေးနှိပ်ထည့်မယ်ဖြစ်ပါတယ်အဲ့ဒါကိုရောသမမှွေမယ်ဖြစ်ပါတယ်ဝင်လိုက်တာနဲ့အလို့တရားမှအစားပြနေတဲ့နေဘူးထဲမှာနေပူရဲဆိုရင်စားပြနေတဲ့သူတွေဒီမျိုးလှုပ်ရှားဖြစ်ပါလို့နော်ရှေ့ပဲကောင်းပါတယ်လို့နော်ဗီဒီယိုကိုလည်း like နဲ့ share လုပ်ပေးပါနောက်နေ့မှတွေ့ကြမယ်တတာ